တဖြည်းဖြည်းရွေ့လာတဲ့အပေါ်မှာကျွန်တော်တို့တွေအားနည်းချက်တွေအများကြီးရှိခဲ့တယ်ပေါ့နော်လူထုလှုပ်ရှားမှုတွေအနေနဲ့ဘာတွေအားနည်းလဲဆိုရင်ကျွန်တော်တို့ဒီရေရှည် plan တွေကျွန်တော်တို့မရှိခဲ့ကြဘူးပေါ့နော်ကျွန်တော်တို့ဘာလုပ်မယ်ဘယ်လမှာတော့ဘာလုပ်မယ်ပေါ့နော်ဘယ်နှစ်မှာတော့ဘယ်လိုဆောင်ရွက်မယ်ဆိုတော့ကျွန်တော်ရေရှည် plan တွေကျွန်တော်တို့မရှိခဲ့ကြဘူးဒီရေတိုလေးနဲ့ပဲကျွန်တော်တို့ရန်သူရဲ့ဖနှောက်ကိုနင်းပြီးတော့ကျွန်တော်တို့ဆောင်ရွက်ခဲ့ကြတာတွေပေါ့နော်ဒါတွေကကျွန်တော်တို့အတိုင်းအတာတစ်ခုထိတော့ကျွန်တော်တို့အောင်မြင်မှုတော့ရခဲ့တယ်သို့တော်လည်းပဲကျွန်တော်တို့ရေရှည် plan မရှိတဲ့အခါမှာကျွန်တော်တို့အခုအားနည်းချက်တွေအများကြီးကျွန်တော်တို့ကြုံနေကြရတယ်ပေါ့နော်ပြီးတော့ဒီကျွန်တော်တို့တချို့သောရရှိခဲ့တဲ့အခွင့်အလမ်းတွေမှာကျွန်တော်တို့အမိရစုပ်ကင်နိုင်စွမ်းနေကျွန်တော်တို့မရှိခဲ့ကြဘူးပေါ့နော်ဒါကျွန်တော်တို့လူထုလှုပ်ရှားမှုတွေရဲ့အားနည်းချက်တွေဖြစ်တယ်ပေါ့နော်ဒါတွေကိုတော့ကျွန်တော်တို့မြင်တယ်ပေါ့နော်ဒါတွေကျွန်တော်တို့ပြောင်းလဲကြရမယ်ပြင်ဆင်ကြရမယ်ရှေ့ဆက်ပြီးတော့ကျွန်တော်တို့တွေတကယ်ဒီရေရှည် plan တွေနဲ့ဘာတွေဆောင်ရွက်ကြမလဲဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်တို့ဆောင်ရွက်ဖို့တော့လိုမယ်လို့တော့မြင်တယ်ပေါ့နော်ဒါရှိမှတော့ကျွန်တော်တို့အားနည်းချက်တွေအများကြီးရှိခဲ့တယ်ဒီစည်ရေးရအားကောင်းခဲ့တဲ့အခြေအနေတစ်ခုတွေမှာလည်းကျွန်တော်တို့လူထုလှုပ်ရှားမှုကဏ္ဍအရပို့ပြီးတော့အရှင်ဟုန်ပို့မြင့်သွားအောင်ပေါ့နော်ကျွန်တော်တို့လူထုလှုပ်ရှားမှုကဏ္ဍအနေနဲ့အားနည်းခဲ့တဲ့ဟာလေးတွေတော့ရှိတယ်လို့တော့မြင်ပါတယ်